မင်္ဂလာပါအောင်ပန်းဖြူ channel မှာကြိုဆိုပါရစေလူပုံရေးဆွဲခြင်းလေ့ကျင့်ခန်းများကိုဆက်လက်တင်ပြလိုက်ပါတယ်ရေဦးစွာပုံကျန်းအစင်းစင်းထုတ်ယူပါတယ်ရိုးရှင်းတဲ့ပုံကျန်းလေးကောက်ပြီးတဲ့နောက်ပုံကျန်းကိုမှီပြီးပုံကြောကိုဆက်လက်ရေးဆွဲပါတယ်မလိုတော့တဲ့ပုံဖမ်းမြင်းတွေကိုဖြတ်ထုတ်လိုက်ပြီးပုံလေးကိုလက်စတတ်ပါတယ်ခုတော့ဒီလောက်ပါပဲအားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေ